ဒါတတိကံတင်သွင်းတဲ့ခါမှာ draft ကစိုးရင်ကြောင်းကြတာပေါ့လေစိုးရင်ကြောင်းကြဘယ်ကစိုးရင်ကြောင်း command law မှာအမြဲတမ်းကြောင်းကြမှုတွေရှိတယ်ပေါ့ဒီ command law system ဆိုတာတော့ရှင်းနေနဲ့အပြန်အလှန်စစ်တာပေါ့သူကတော့ adversary ရဲ့ trial လို့လည်းပြောတာပေါ့အပြန်အလှန်မေးခွန်းမေးကြမြန်းကြရင်စစ်တဲ့ဟာ command law system မှာတုံးတော့အမှအမြဲတမ်းကြောင်းရွံ့တာရှိတယ်ပေါ့အဲ့ဒါဘာလို့ prejury မမှန်မှုသားတတိကံ fabrication လားမမှန်တတိကံတင်သွင်းတာတတိကံသူပြုလို့တော့ fabrication prejury ကတော့မှုသားတတိပေါ့ဆိုတော့ attempt to abuse ဟွာအလွဲသုံးစားလုပ်တာပေါ့လွှမ်းမိုးလာတာလို့ပေါ့တတိတွေကိုလွှမ်းမိုးတာအဲ့ဒါမျိုးပြီးရင် purpose cause of justice တရားရေးလမ်းကြောင်းကိုတိမ်းဆောင်းစေမယ့်ဟာတွေတရားရေးလမ်းကြောင်းကိုတိမ်းဆောင်းစေမယ့်ဟာတွေကို command law system ကအမြဲတမ်းစိုးရင်ကြောင်းကြတာပေါ့ဒီတတိကံတင်နေတဲ့အခါမှာအဲ့ဒီရဲ့နောက်မှာအကျိုးဆက်တွေရှိတယ်ပေါ့အဲ့ဒါကြောင့်မို့အဲ့ဒီကြောင်းကြတဲ့အတွက်ဒီကြောင်းကြတဲ့အတွက်အကျိုးဆက်တွေရှိတာဘာဖြစ်တာအောင်ဒီတချို့တတိကံအမျိုးအစားတွေကိုတိကျတတိကံအမျိုးအစားတွေကိုပယ်ဖြတ်ဖြစ်တာလည်းမဟုတ်ဘူးပယ်ချဖြစ်တာမဟုတ်တတိကံတင်သွင်းခွင့်မပြုတာလည်းမဟုတ်တော့ဘူးဘာတော့လို့လွှမ်းမိုးလာပြီးတော့လွှမ်းမိုးလာမဲ့ကိစ္စရပ်တွေကိုလည်းပေါ့အကျူဆိုမတရားသဖြင့်ဖြစ်စေမဲ့ကိစ္စရပ်တွေအဲ့ဒီကိစ္စတွေအဲ့လိုမျိုးဖြစ်မဲ့တတိကံတွေပယ်ချပြတယ်ဘာတော့အဓိကအဖြစ်ညှိရစေးပေါ့လေညှိရစေးကဘာလို့မတဆင်ညာတက်တွေကိုယ်တိုင်မြင်ကိုယ်တိုင်ကြားမှုခွင့်နဲ့အဲ့ဒီကောင်ကတော့အဓိကအမြဲတမ်းကျူးလွန်တဲ့ရှိရဟာပေါ့တတိကံမှာဆိုရင်ညှိရစေးကဘာတော့အမှုလမ်းကြောင်းကိုတိမ်းဆောင်းစေဖို့အတွက်ကိုယ်တိုင်မြင်ကိုယ်တိုင်ကြားမှုခွင့်နဲ့တဆင်ကြားတွေကိုရုံးမှလာထွက်တဲ့ဟာတွေအဲ့ဒါတွေကအမြဲတမ်းအဲ့ဒီမှုသားတက်တွေဖြစ်တာတို့ attempt to abuse တို့မှာအမြဲတမ်းချိုးဖောက်တာဟိရစေးဆင်ကားတက်တွေရုံးလာထွက်တယ်အဲ့ဒီဟာတွေကိုဒီ command law မှာလက်မခံပယ်ဖြတ်တယ်ပြီးရင်အဲ့ဒီဟာရမဟုတ်တော့ဘဲနဲ့ဘာပယ်ဖြတ်တာတော့သူက their spouse အမှုတွေရဲ့ယောက်ျားမိန်းမတွေပေါ့ဇနီးခင်မောနေတတိဖြစ်ထွက်ဆိုတဲ့ကိစ္စကိုပယ်ဖြတ်တယ်အမှုတွေရဲ့ကြိုးရှာဒီအဲ့ rule တွေကအရေးချင်းမပြေးဝဘူးတတိကံပေးဖို့အရေးချင်းမပြေးဝဘူးဆိုပြီးတော့ဘယ်ကလေးကအရေးချင်းမပြေးဝဘူးဆိုအဲ့ဒါကိုဟို relax ဆိုတာဖြေလျှော့ပေးခဲ့တာ1851နောက်ပိုင်းကျမှတရားမမှုတွေမှာဖြေလျှော့ပေးခဲ့တာအစတော့မပေးခဲ့ဘူးပေါ့ဒါကသူ့အင်္ဂလန်နိုင်ငံရဲ့တတိကံဥပဒေဖွံ့ဖြိုးတိုးတက်လာတဲ့သမိုင်းကြောင်းလေးပေါ့ civil case ကို1851နောက်ပိုင်းလောက်ကျမှသူက civil case တွေမှာဖြေလျှော့ပဲအဲ့ကြမှာဇနီးခင်မောနေသူ့ယောက်ျားအမှုမှာသူမိန်းမတက်တည်လိုက်လို့ရမကျင်တော့မရဘူးတတိကံကြီးကို incompetent မှာအရေးချင်းမပြည့်မီဘူးလို့ပြောတာဒါသူတို့နိုင်ငံရဲ့ criminal evidence act ပေါ့1898ဒါသူတို့နိုင်ငံ criminal မှာကျတော့မရအောင်ဒီမှာစွဲဆိုခံရတဲ့ဒီရာဇဝတ်မှုတွေမှာစွဲဆိုခံရတဲ့သူကဘာလို့လဲဒီ1898ရောက်တော့မှသူကဘာလို့လဲဒီ accused person ကတတိကံပေးလို့ရတယ်ကိုယ့်မှုကိုယ်တိုင်တတိအဖြစ်စစ်ခံတာပေါ့လေဒီကောင် competent to give own defense ကိုယ့်မှုကိုယ်တိုင်တတိအဖြစ်စစ်ခံတာအရင်တော့အစစ်ခံလို့မရအခုဒီမှာလဲ
တက်တည်ဖြစ်အစစ်ခံလို့ရကိုမှုကိုယ်တိုင်သူတို့နိုင်ငံမှာဆို1898ရောက်မှာ criminal evidence act ပေါ့ဒီမှာတော့မခွဲပါဘူးသူတို့စီမှာတော့ criminal evidence act ဆိုတက်ခွဲထားအဲ့မျိုးဒီပြဋ္ဌာန်းချက်တွေကဘယ်လာအောင်လို့ဒီအတိုင်းတက်တည်ပြဖို့အချက်အလက်တွေကိုတက်တည်ထင်ရှားပြဖို့ဆိုရင်ဒီကြောင်းရွံ့မှုတွေကြောင့်မို့နောက်ထပ်ပြဋ္ဌာန်းချက်တွေလာတက်တည်ခံထောက်ထားကိုအကောင်းဆုံးထောက်ခံပေးဖို့ပေါ့ဒီတက်တည်ခံထောက်ထားကိုအကောင်းဆုံးထောက်ခံပေးဖို့ဘာလို့လဲ testify ပေါ့သူတို့ကိုစစ်ဆေးဖို့လိုတယ်ပေါ့တက်တည်တွေကိုစစ်ဆေးရမှာတက်တည်တွေကိုစစ်ဆေးမှာသူတို့ရဲ့တက်တည်ခံချက်တွေအကောင်းဆုံးတက်တည်ခံချက်တွေထောက်ထားဒီတက်တည်ခံချက်တွေတကယ်မှန်ကန်လားအထောက်ထားပြုလောက်လားဆိုတာဒီတက်တည်ပေးတဲ့လူတွေကိုသူ testify စစ်ဆေးရမှာနှစ်ဖက်အပြန်အလှန်စစ်မှာဒါပေမဲ့ဒီ command law system မှာ closely bound ဆိုတာဒီ fear of fabrication မမှန်တက်တည်ခံလုံးမဲ့ဟာတွေကိုကြောက်လို့ဒီစီမင်းတွေကိုတင်းတင်းကြပ်ကြပ်ကိုလှုပ်ထားအဲ့ဒီမှာဘာလို့ဒီတက်တည်ပေးဖို့အတွက်ဘာလို့တင်းတင်းကြပ်ကြပ်လှုပ်ထားတဲ့ဟာဘာလို့ဆိုအဲ့ဒါအဲ့ဒီနီလန်ဘာလို့ the rule requiring sworn testimony ဘာလို့ကျမ်းကျိန်ပြီးမှအစစ်ခံရမယ်ကျွန်တော်တို့နိုင်ငံမှာလည်းရှိတယ်ကျမ်းကျိန်ပြီးမှအစစ်ခံရမယ်ကျမ်းကျိန်ပြီးမှစစ်ခံရမှာတော့ဒါ solemnity ဆိုတာ sanctity ရဲ့ solemnity ရဲ့ဆိုတာဒါခန်းခန်းနားနားနဲ့မုံမုံမြက်မြက်ဖြစ်တာပေါ့အခန်းခန်းနားနားနဲ့ဒါမုံမြက်စင်ကြဲတယ်ပေါ့သူမလိန်အောင်လို့ပေါ့ကျန်းတိုက်လိုက်ဒီလိုကျန်းကျိန်ပြီးမှပေးတဲ့တက်တည်ခံချက်သားလဲဘာလို့ဆိုအဲ့ဒါကိုဘာလို့စစ်မှန်တယ်ပေါ့ကိုကျင်တရားနဲ့ဆိုင်တယ်မုံမုံမြက်မြက်ခန်းခန်းနားနားလို့ဒီရဲ့ဟာ command law မှာအခြေခံတက်တည်ခံဥပဒေမှာအခြေခံစည်းမျဉ်းတက်တည်ခံနည်းလမ်းပဲဒါကြောင့်မို့ဘာလို့ဆို evidence might not be given တက်တည်ခံချက်ကိုမပေးရအောင် command law မှာဆိုရင်ကျမ်းမကျင်မဲနဲ့တက်တည်ခံချက်ပေးလို့မရအောင်ကျမ်းကျင်ခြင်းမှာတပါတက်တည်ခံချက်ပေးလို့မရအောင်ဒါကျမ်းကျင်ပြီးတော့မှသူကတက်တည်ခံချက်ပေးလို့ရတယ်နော်ဒီဟာအဲ့ဒါ law of competence ပြည့်စုံတာပေါ့လေဒီတက်တည်ခံကြီးကိုပြည့်စုံတဲ့နည်းလမ်းပေါ့လေဒီဟာကြီးကအဲ့ကျမ်းကျင်ပြီးမှပေးရတဲ့နည်းလမ်းအဲ့ဒါကြောင့်မို့ဒီပြီးတော့ထူးထူးခြားခြားဟာတွေရှိသေးတယ်တချို့ဟာတွေတက်တည်ခံပေးတဲ့မှာကလေးတင်နန်းတာဒါတော့ chapter 15ရောက်မှာပေါ့လေဒါကလေးတွေတက်တည်ခံတဲ့အရွယ်ပေါ့အဲ့ဒါနဲ့လည်းအဲ့ဟာမျိုးတွေလည်းရှိသေးတယ်ထူးထူးခြားခြားဒီသူတို့စီမှာတော့1988ပေါ့ကျွန်တော်တို့ကသူတို့လည်းစော်တယ်ကျွန်တော်တို့မှာရှိတဲ့ကျန်း app ပေါ့လေကျန်း app အဲ့ဒီကောင်ပြမယ်တစ်ချက်ဒီမှာပေါ့ကျွန်တော်တို့စီမှာဘယ်ကြရအောင်ဆိုအိန္ဒိယ app 1883ကြရဒီမှာ the old app ပေါ့နော်ဒီမှာ following code and person authorized to minister ဒါကျန်းကြည့်ကြရမှာကိုယ်တိုင်တော့၎င်းအနာအနှဲခံရတဲ့အရာရှိဒီကျမ်းသစ္စာပြုရမယ်ဂရိသစ္စာပြုရမယ်ကျင့်သုံးရမယ်အဲ့ဒီပေါ့ဒီမှာဘယ်မှာ all code and person heavy by law ဒီမှာ to receive evidence တက်တည်ခံလက်ခံတဲ့အချိန်မှာကျမ်းသစ္စာကျင့်ဆိုရမယ်နော်ကျမ်းသစ္စာကျင့်ဆိုရမယ် oath and affirmation shall be made ပြုလုပ်ရမှာ following person ဒီလူတွေကပြုလုပ်ရမယ်ဆိုပြီးတော့ပြောထားတယ် all witness တက်တည်အားလုံးနော်တက်တည်အားလုံးကဥပဒေရစစ်ဆေးတဲ့အခါမှာစစ်ဆေးခံရမယ့်အခါမှာနော်လိုအပ်လို့တက်တည်ခံချက်တွေပေးရမယ့်အခါမှာတရားရုံးရှေ့မှာတက်တည်ခံချက်ပေးရမယ့်အခါမှာသူကကျမ်းကျင်ရမှာဒီမှာကျမ်းကျင်ရမှာနော်ဒီမှာကျမ်းကျင်ရမှာ every person giving evidence နော်ဒီမှာပုံမှန်ဆက်လေး every person giving evidence တက်တည်ခံပေးတဲ့လူအားလုံးတက်တည်လာထွက်ဆိုတဲ့လူအားလုံးတရားရုံးရှေ့မှာ
ကျောင်းရတစ်ခုနဲ့ဆက်လင်းပြီးတက်တည်ထွက်ဆိုတဲ့လူအားလုံးကကျမ်းကျင်ရမယ် affirmation ဆိုဂရိတစ္ဆာပြုရနိုင်ငံဝန်ထမ်းတွေပါလေဂရိတစ္ဆာပြုရတယ်ဒီပြင်ဘာသာကြဘုရားဘာသာဆိုရင်ကျမ်းကျင်ရ shall be one state of true on subject အမှန်အကန်ထွက်ဆိုမယ်ဆိုတဲ့ဟာအမှန်ပြောပါမယ်ဆိုတဲ့ဟာကိုချီနှောင်ပြီးတော့အဲ့ဒါကျမ်းကျင်ရတယ်ကျွန်တော်တို့နိုင်ငံမှာလည်းကျမ်းကျင်ရတဲ့ကိစ္စရှိတယ်ပေါ့နော်အဲ့ဒါဒီမှာဒီကောင်ကဒီဟာလေးကိုပြောချင်တာကျမ်းကျင်ပြီးတော့မှထွက်လာတတိခံရှားယူတဲ့နီလန်းပေါ့လေဒီမှာဒါတတိခံနီလန်းတွေဖွင့်ပြလာတဲ့ဟာတွေကတတိခံတင်သွင်းတဲ့ခါမှာဘာကြောင့်မို့ကျမ်းကျင်ရလဲဒီအတူပြုတ်လို့မှာတော့ဘာလို့ကြောက်လို့ပထမတော့